2026 FIFA ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့အခုဆိုရင်16သင်းအဆင့်ကိုတရားဝင်ရောက်ရှိလာခဲ့ပါပြီ။ကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေစိတ်ဝင်စားနေတဲ့မေးခွန်းတစ်ခုကတော့ဘယ်အသင်းတွေကွာတာဖိုင်နယ်ကိုတက်လှမ်းသွားနိုင်မလဲဆိုတာပါပဲ။ OPTA စူပါကွန်ပျူတာရဲ့နောက်ဆုံးတွက်ချက်မှုတွေရတော့အခုလိုခန့်မှန်းထားပါတယ်။ပထမဆုံးအနေနဲ့ကနေဒါနဲ့မော်ရိုကိုပွဲမှာတော့အိမ်ရှင်အသင်းဖြစ်တဲ့ကနေဒါကအနည်းငယ်အသာစီးရနေပါတယ်။ပါရာဂွေးနဲ့ပြင်သစ်ပွဲမှာတော့ကမ္ဘာ့ဖလားချန်ပီယံဟောင်းပြင်သစ်အသင်းကပဲအနိုင်ရဖို့အခွင့်အရေးပိုများတယ်လို့စူပါကွန်ပျူတာကယုံကြည်ထားပါတယ်။ဘရာဇီးနဲ့နော်ဝေပွဲကတော့16သင်းအဆင့်ရဲ့အကြည့်အများဆုံးပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်မှသေချာပါတယ်။စူပါစတာနေမှာအကောင်းဆုံးပုံစံမှာမရှိတော့ပေမဲ့ဘရာဇီးကပဲကွာတာဖိုင်နယ်ကိုတက်သွားမယ်လို့စူပါကွန်ပျူတာကခန့်မှန်းထားပါတယ်။မက္ကဆီကိုနဲ့အင်္ဂလန်ပွဲမှာတော့အင်္ဂလန်ကအပြတ်သက်အသာစီးရနေပြီးကွာတာဖိုင်နယ်တက်နိုင်ခြေပိုပြီးမြင့်မားနေပါတယ်။နောက်ထပ်ပွဲကြီးပွဲကောင်းကတော့ပေါ်တူဂီနဲ့စပိန်ပွဲပဲဖြစ်ပါတယ်။ Iberian Derby လို့ခေါ်ရမယ့်ဒီပွဲမှာတော့စူပါကွန်ပျူတာကစပိန်ဘက်ကိုအနည်းငယ်ပိုပြီးအလေးပေးထားပါတယ်။အမေရိကန်နဲ့ဘယ်လ်ဂျီယံပွဲမှာတော့ဘယ်လ်ဂျီယံကအသာစီးရနေပေမဲ့လည်းဒီပွဲဟာမထင်မှတ်တဲ့ရလဒ်တွေထွက်ပေါ်လာနိုင်ခြေအရှိဆုံးပွဲတွေထဲကတစ်ပွဲလည်းဖြစ်ပါတယ်။အာဂျင်တီးနားနဲ့အီဂျစ်ပွဲမှာတော့အာဂျင်တီးနားကအနိုင်ရဖို့ရာဂိုင်နှုန်းအလုံးမြင့်မားနေပြီးကွာတာဖိုင်နယ်တက်လက်မဲ့ရေပန်းစားဆုံးအသင်းတွေထဲကတစ်သင်းဖြစ်နေပါတယ်။နောက်ဆုံးအနေနဲ့ဆွစ်ဇာလန်နဲ့ကိုလံဘီယာပွဲမှာတော့ကိုလံဘီယာကအနည်းငယ်အသာစီးရနေပေမဲ့ခြေရည်တူအနီးဆက်ဆုံးပွဲတစ်ပွဲဖြစ်လာမှာပါ။ဒါကြောင့် OPTA စူပါကွန်ပျူတာရဲ့ခန့်မှန်းချက်အရကွာတာဖိုင်နယ်ကိုတက်လှမ်းမဲ့8သင်းကတော့ကနေဒါပြင်သစ်ဘရာဇီးအင်္ဂလန်စပိန်ဘယ်လ်ဂျီယံအာဂျင်တီးနားကိုလံဘီယာဒါပေမဲ့လည်းဘောလုံးဆိုတာစူပါကွန်ပျူတာရဲ့ခန့်မှန်းချက်တွေအတိုင်းအမြဲတမ်းဖြစ်မလာတတ်ပါဘူးမိတ်ဆွေတို့ရဲ့ခန့်မှန်းချက်အရာရောဘယ်အသင်းတွေကွာတာဖိုင်နယ်တက်သွားမယ်လို့ထင်ပါသလဲကွန်မန့်မှာမိတ်ဆွေတို့ရဲ့အတွေးအမြင်တွေကိုရေးသားခဲ့ပြီး KOHU Channel ကိုလည်း Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ကမ္ဘာ့ဖလားသတင်းတူးတွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ